နေတဲ့ဆိုတာကခွန်အားတို့တဖန်ပြန်လဲစုစည်းရပြပြီးကံကောင်းခြင်းတွေရရှိအောင်နေ့တစ်နေ့ကိုပျော်ရွှင်မင်္ဂလာတွေနဲ့အစာပြုကြတာဖြစ်ပါတယ်။နိုင်ငံတိုင်းလူမျိုးတိုင်းမှာမတူညီကြတဲ့နှစ်သက်ကူပွဲတော်တွေရှိကြပါတယ်။အခုတခါတရုတ်လူမျိုးတို့ရဲ့အလွန်အရေးပါလာတဲ့နှစ်သက်ကူကာလကိုတဖန်ပြန်လဲရောက်ရှိလာပြီဖြစ်ပါတယ်။တရုတ်နှစ်သက်ကူအတွက်ပြင်ဆင်မှုတွေစားပွဲအမျိုးမျိုးနဲ့နှစ်သက်ကူအသုံးဆောင်ပစ္စည်းတွေကိုတရုတ်လူမျိုးတို့အများစုနေထိုင်ရာအရက်ဒေသတွေမှာစောစောလင်းလင်းမြင်တွေ့နေရပြီဖြစ်ပါတယ်။နှစ်သက်ကူကာလမှာအနေဝေးတဲ့မိသားစုတွေဆွေမျိုးတွေပြန်လည်ဆုံတွေ့ကြတာမိသားစုစောစောလင်းလင်းနဲ့နှစ်သက်ကူဆင်နွှဲကြတာကိုပျော်စရာကောင်းတဲ့ဒလေးတစ်ခုဖြစ်မြင်တွေ့ရတာပါ။နှစ်သက်ကူရက်မှာဘိုးဘွားမိဘတွေကိုကြောကြလို့မိသားစုလက်ဆောင်စားပွဲတွေလည်းကျင်းပကြပါတယ်။ဒါကနှစ်သက်အတွက်အလွန်အရေးပါတဲ့အလေးထားဖြစ်တယ်လို့ဆိုကြပါတယ်။မြန်မာနိုင်ငံမှာမြန်မာပြည်ပွားတရုတ်လူမျိုးတွေများစွာရှိတာကြောင့်ဒေသအများစုမှာနှစ်သက်ကူပွဲတော်တွေစီကားစွာကျင်းပကြပါတယ်။အဲ့ဒီထဲနေအိမ်တွေမှာပြုလုပ်တဲ့နှစ်သက်ကူမိသားစုကြောပွဲကစိတ်ဝင်စားစရာကောင်းပါတယ်။စပွဲပေါ်မှာဘဲကင်ချက်ကင်ဝတ်သားဟင်းလျာမျိုးစုံနဲ့ကြော်လော်ချက်ပြုတ်တက်ခင်းထားတဲ့စားတောက်ဖွယ်ရတွေကိုမြင်တွေ့ရမှာပါ။ချက်ကင်ဘဲကင်တွေကကျမ်းမာပျော်ရွှင်ခြင်းနဲ့စီးပွားလက်လာပါတိုးတက်ခြင်းကိုကိုစားပြုလို့ငါးကောင်လိုက်ဟင်းလျာကလည်းကြွယ်ဝချမ်းသာခြင်းကိုကိုစားပြုပါတယ်။အရသာစိတ်စိမ်လေးနဲ့ဝတ်သားနဲ့ဟင်းလျာဝတ်သားကင်ကလည်းမပါမဖြစ်တဲ့ဟင်းလျာဖြစ်တယ်လို့ဝတ်သားဝတ်နံရိုးနဲ့ဟင်းသီးရွက်တွေရောနှောထားတဲ့ဟင်းချိုကလည်းမပါမဖြစ်တဲ့စားပွဲဖြစ်ပါတယ်။ဝတ်ချိုကြက်ချိုဟင်းလျာတွေနဲ့အသီးရွက်ကြော်တွေအများပြားပါဝင်ကြပါတယ်။နောက်ပြီးခောက်ဆွဲကြော်ကြာစံကြော်ဖတ်ထုတ်ဤကွေအစားရှိတဲ့စားပွဲအစုံမုံအစုံတို့ပါဝင်တယ်လို့လိမ္မော်သည်ပန်းသည်အစားရှိတဲ့အသီးနဲ့မျိုးစုံလည်းပါဝင်ကြပါတယ်။ခောက်ဆွဲကြော်ကြာစံကြော်ကတရုတ်နှစ်သက်ကူကြော်ပွဲမှာမပါမဖြစ်တဲ့အစားအစာတွေဖြစ်ပြီးအသက်ရှည်စွာနေရခြင်းရဲ့အထိပ္ပယ်ကိုစောင့်ပါတယ်။ခောက်ဆွဲကအသက်ရှည်ခြင်းကိုကိုစားပြုတဲ့အတွက်ခောက်ဆွဲရှည်လေးကောင်းလေလို့ဆိုကြပါတယ်။လိမ္မော်သီးကကံကောင်းခြင်းတွေပျော်ရွှင်ခြင်းတွေကိုကိုစားပြုလို့ကျွဲကော်သီးပန်းသီးအစရှိတဲ့အသီးနှံတွေဟာလည်းကံကောင်းခြင်းအယူဆတွေအမျိုးမျိုးရှိကြပါတယ်။မုတ်တွေထဲမှာမပါမဖြစ်တဲ့ဤကွေခေါ်တီကွေးနဲ့အန်ကူမုံဖတ်ထုတ်မုံလုံးရီပေါ်မုံအချိုတို့ကလည်းတူထိပ်ပဲနဲ့တူကံကောင်းခြင်းတွေကိုစားပြုကြပါတယ်။ဤကွေကကျွဲဝါပြည့်စုံခြင်းကိုစားပြုတယ်လို့ဆိုကြပါတယ်။ဖတ်ထုတ်ကတော့နှစ်သက်မှာငွေကြေးတွေအများကြီးဝင်လာမဲ့အတိတ်ပဲကိုစောင့်တယ်လို့မုံလုံးရီပေါ်ကလည်းမိသားစုစီလုံးခြင်းကိုစားပြုတယ်လို့ဆိုပါတယ်။အန်ကူမုံကတော့ငြိမ်းချမ်းခြင်းနဲ့ကြီးဝါတိုးတက်ခြင်းတွေကိုရရှိစေနိုင်တဲ့ကံကောင်းခြင်းမုံလို့ဆိုကြပါတယ်။မုံနဲ့ချိုခြင်းရှင်မျိုးပါတဲ့ရိုးရမုတ်ဘူးတွေကလည်းတရုတ်နှစ်သက်ကူရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီးကံကောင်းခြင်းစီလုံးခြင်းတွေကိုကိုစားပြုပါတယ်။ကြော်ပွဲကိုနှစ်သက်ကူမတိုင်မီညသို့မဟုတ်မနေ့စောစောမှာမိသားစုအစုံအနေနဲ့ဖျောင်းနိုင်အမွှေးတိုင်တွေထွန်းညှိပြီးအရင်ဆုံးပူဇော်ကြော်ကြရပါကြော်ပြီးရင်နောက်မှာရွှေဆက်ကူငွေဆက်ကူတွေမိရှို့တာကိုလှုပ်ဆောင်ကြပါတယ်အဲ့ဒီလိုလှုပ်ဆောင်တာကဘိုးဘွားတွေကိုတတိတရနဲ့လှုပ်ဆောင်ပေးတာဖြစ်ပြီးနောက်ဘဝမှာလည်းငွေတွေရရှိအောင်လှုပ်ဆောင်တာဖြစ်ပါတယ်ဒီဘဝမှာလည်းနှစ်တာကံကောင်းမှုတွေနဲ့ငွေတွေဝင်အောင်လှုပ်ဆောင်ခြင်းဖြစ်ပါတယ်နောက်တစ်မျိုးကတော့အန်ပေါင်းလို့ခေါ်ဆိုကြတဲ့ဟုံပေါင်းပေးတာပါအန်ပေါင်းကိုရည်ရွယ်ချက်အမျိုးမျိုးနဲ့ပေးကြပါတယ်လူကြီးတွေကလူငယ်တွေကိုနှစ်သက်မှာကျမ်းမာချမ်းသာစေဖို့ရည်ရွယ်ပြီးအန်ပေါင်းပေးကြတာဖြစ်ပါတယ်မိသားစုဆွေမျိုးစုံစုံလင်နဲ့ကျင်းပကြတဲ့တရုတ်နှစ်သက်ကူကြော်ပွဲမှာပါဝင်တဲ့ဟင်းလျာမျိုးစုံစားတောက်ဖွယ်မျိုးစုံတွေမှာကံကောင်းခြင်းနမိတ်တွေဆောင်တဲ့နောက်ထပ်အစားအစာတွေလည်းရှိပါသေးတယ်ဟောပေါ်ကနန်းကောင်းချင်းကိတ်စက်သားလုံးဟင်းလျာအစားရှိတဲ့အမျိုးမျိုးပါပဲမိသားစုတစုချင်းစီလိုက်စားပွဲတောက်ပွဲပြင်ဆင်ကြတာချင်းတော့မတူညီကြပါဘူးဒါကမြန်မာပြည်တဲကမြန်မာပြည်ဘွားတရုတ်လူမျိုးတွေအများဆုံးစားကြတဲ့ဟင်းလျာတွေဖြစ်ပြီးမြန်မာလူမျိုးတွေလည်းပါဝင်ဆင်နွှဲကြတာဖြစ်ပါတယ်ရရှိကျင်းပကြတဲ့တရုတ်နှစ်သက်ကူကာလမှာတရုတ်ဘုံကျောင်းမှာရောနေများမှာပါနေလိုက်ပူဇော်ကြောမှုတွေအမျိုးမျိုးရှိကြပါသေးတယ်
ဒါကြောင့်နှစ်ပေါင်းထောင်ချီကလေးကကျင်းပလာခဲ့ကြတဲ့တရုတ်နှစ်တကူပွဲတော်ကာလကြောပွဲတွေဟာနောက်မျိုးဆက်တွေအထိရှင်သန်လျက်ရှိနေမဲ့အမွေအနှစ်များအဖြစ်ဆက်လက်တည်ရှိနေပါတယ်။